Mama အခုလေမမအိမ်မှာစိုက်ထားတဲ့အပင်လေးတစ်ပင်နဲ့မိတ်ဆက်ပေးမယ်ပေါ့နော်ဒီပင်လေးကကြတော့သူ့ကိုအင်္ဂမုံလို့လည်းခေါ်တယ်အင်းရာစာလို့လည်းခေါ်တယ်ပေါ့နော်ဒီပင်လေးမှာဘာစွမ်းတတ္တိတွေရှိသလဲဆိုတော့ကိုယ့်ရဲ့အိမ်မှာဘေးအန္တရာယ်ကြားရောက်မဲ့ဟာတို့သူများကကိုယ့်ကိုမကောင်းကြံတာတို့ဘာလို့ဆိုရင်သူကဖယ်ရှားပေးနိုင်တဲ့အစွမ်းတတ္တိသူ့မှာရှိတယ်ပေါ့နော်အပင်လေးတွေကအပင်လေးတိုင်းမှာလေစွမ်းရင်တတ္တိလေးတွေရှိကြတယ်ပေါ့နော်ဒါကြောင့်မလို့မမကတော့အပင်လေးတွေဆိုရင်ချစ်လဲချစ်တယ်စိတ်လဲစိတ်ဝင်စားတယ်ပေါ့ဒါတော့အခုမမစိုက်ထားတဲ့အပင်လေးပါသူကကြတော့လေသူ့ရဲ့အရွက်အသားကနည်းနည်းထူတရားရှိတယ်အရွက်ရဲ့အသားပေါ့နော်ထူတရားရှိတယ်နောက်နည်းနည်းလေးအဲ့လိုပေါ့ဟိုအီလေးခံစားရတယ်နောက်အဲ့လိုဘယ်လိုပြောမလဲဟိုပိန်းရွက်နဲ့ဆင်တယ်လို့ဆိုပေမဲ့သူကပိန်းရွက်လို့တော့မဟုတ်ဘူးသူ့ရဲ့အရွက်ပုံပန်းတဲ့ငါရှည်တယ်ပိန်းရွက်ကကြတော့နည်းနည်းဟိုဝိုင်းပြီးတော့နည်းနည်းဟိုလုံးတဲ့ဘက်မှာသွားတယ်ပေါ့နော်သူကကြတော့ရှည်ပြီးတော့ချွန်တဲ့ဘက်မှာသွားတယ်နည်းငယ်လေးပဲဆင်တယ်ပေါ့နော်ကဲအဲ့ဒါလေးကိုမမလာပြတာပါကိုနဲ့နီးစပ်ရာလေးတွေမှာရှိမယ်ဆိုလို့ရှိရင်ကိုအိမ်မှာစောင့်ထားဖို့ကိုလည်းမမကတိုက်တွန်းနေပါတယ်ရှင်